မင်္ဂလာပါချစ်တော်နားထောင်သူပရိသတ်ကြီးကျွန်တော်တို့ဒီနေ့အစီအစဉ်မှာမြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့အရှိအကြဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့သူ့ရဲ့စစ်ရေးလက်ယုံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အကြောင်းအသေးစိတ်တင်ဆက်ပေးသွားပါမယ်။သမိုင်းကြောင်းအသေးစိတ်ပရိသတ်ကြီးတို့သိကြတဲ့အတိုင်း KNU ကို1948ခုနှစ်ဖေဖော်ဝါရီ9ရက်မှာတည်ထောင်ခဲ့ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်1948ခုနှစ်မှာကရင်လူမျိုးတွေရဲ့ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးခဲ့တယ်လို့ယုံကြည်ချက်နဲ့ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီ KNDO ဟာဗြိတိရှကိုလိုနီခေတ်မှာစစ်မှုထမ်းခဲ့တဲ့ကရင်စစ်သားတွေအများစုပါဝင်ခဲ့ပါတယ်။1949ခုနှစ်မှာဗမာအစိုးရကကရင်စစ်ခေါင်းဆောင်ဗိုလ်ချုပ်စမစ်ဒန်းကိုဖမ်းဆီးအစားထိုးခဲ့တယ်။အဲ့ဒီနောက်ကရင်ရွာတွေအပေါ်တိုက်ခိုက်မှုတွေဖြစ်ပြီး KNU ဟာလက်နက်ကင်တော်လှန်ရေးစတင်ခဲ့ပါတယ်။ဒီပဋိပက္ခဟာကရင်ပဋိပက္ခလူသိများပြီးကမ္ဘာရှေးကြဆုံးပြည်တွင်းစစ်တွေထဲကတစ်ခုပါ။1950ခုနှစ်တွေအစပိုင်းမှာကွန်မြူနစ်သောစာခံအုပ်စုတွေကြီးစိုးခဲ့ပါတယ်။မာဟန်ပဇန်လိုကောက်ဆောင်တွေကကရင်အမျိုးသားညီညွတ်ရေးပါတီ KNUP ကိုဖွဲ့စည်းခဲ့ပါတယ်။1960ခုနှစ်တွေမှာမော်စီတွန်းနီးစနစ်တွေနဲ့ KNLA ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့အတွေ့အခေါ်ကွဲလွဲမှုတွေကြောင့်အဖွဲ့ခွဲတွေချစ်ခဲ့ပါတယ်။ဥပမာ1963ခုနှစ်မှာထမူဦးဆောင်တဲ့ကရင်တော်လှန်ရေးကောင်စီ KRC ခွဲထွက်ခဲ့ပြီးနောက်နှစ်မှာပျက်စီးခဲ့ပါတယ်။1966ခုနှစ်မှာဗိုလ်ချုပ်ဘိုးမြကဒေါနာတောင်တန်းနဲ့ထိုင်းနယ်စပ်ဒေသတွေကိုထိန်းချုပ်ခဲ့ပါတယ်။သူ့မှာတသားရှိခဲ့ပါတယ်။နယ်စပ်ကုန်ထွေရေးနဲ့အခွန်ကောက်ခံမှုတွေကနေရန်မုံငွေရခဲ့ပါတယ်။1989ခုနှစ်မှာမာဟန်ပဇာနဲ့ပူးပေါင်းခဲ့ပြီးကရင်အမျိုးသားညီညွတ်ရေးတပ်ဦး KNUF ကိုဖွဲ့ခဲ့ပါတယ်။1980ခုနှစ်တွေမှာ KNU ဟာကရင်လူမျိုးကိုစားပြုအဖွဲ့အဖြစ်ခိုင်မာခဲ့ပါတယ်။1984ခုနှစ်ကွန်ဂရက်မှာအရေးကြီးဆုံးဖြတ်ချက်တွေချရပါတယ်။ဗိုလ်ချုပ်ပုံမြတ်က1986ကနေ2000အထိခေါင်းဆောင်ခဲ့ပါတယ်။ဒီခေတ်မှာနယ်စပ်ကုန်သွယ်ရေးကနေရန်ပုံငွေများစွာရခဲ့ပါတယ်။ဒါပေမဲ့1988ရှစ်လေးလုံးအရေးအခင်းနောက်ပိုင်းမြန်မာစစ်တပ်ကတရုတ်အကူအညီနဲ့ခွင့်ပြုချက်တွေပေးခဲ့ပါတယ်။1994ခုနှစ်မှာဗုဒ္ဓဘာသာတပ်သားတွေခွဲထွက်ပြီးဒီမိုကရက်တစ်ကရင်ကောင်းကျိုးဆောင်တပ်မတော် DKBA ဖွဲ့ခဲ့ပါတယ်။ဒီခွဲထွက်မှုကြောင့် KNU ရဲ့ဌာနချုပ်မန်နာပလောကို1995မှာဆုံးရှုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ KNU ရဲ့အင်အားကိုလျော့ကျစေခဲ့ပါတယ်။2000ခုနှစ်တွင်မှာကွန်ဂရက်တွေဆက်တိုက်ကျင်းပခဲ့ပါတယ်။2008မှာအတွင်းရေးမှူးပဒုမာဟန်ရှာလဖန်ကိုလှုပ်ကြံခဲ့ပါတယ်။2009မှာ KNLA တပ်ရင်းအချို့ဆုံးရှုံးခဲ့ပါတယ်။ဒါပေမဲ့2010မှာအခြားတိုင်းရင်းသားအဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်။2012မှာပိတ်ခတ်တိုက်ခိုက်မှုရပ်စဲသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါကအင်အားတင်စရာထက်ခဲ့ပါတယ်။2013မှာလိုင်ဇာသဘောတူညီချက်နဲ့တနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရက်စဲညှိနှိုင်းအဖွဲ့ NCCT ဖွဲ့ခဲ့ပါတယ်။2015မှာတနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရက်စဲသဘောတူညီချက် NCA ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့2016မှာမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် NMSP MNLA နဲ့ပဋိပက္ခဖြစ်ခဲ့ပြီး2018မှာယာယီငြိမ်းချမ်းသဘောတူခဲ့ပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းနောက်ပိုင်းတင်းမာမှုပြန်မြင့်တက်ခဲ့ပါတယ်။မတ်လ28ရက်မှာ KNLA ကမဟာ9ကထိုင်းနယ်စပ်နားကမြန်မာစစ်စခန်းတစ်ခုကိုသိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ဧပြီ29ရက်မှာတလွန်းမြစ်ဘေးစစ်စခန်းတစ်ခုသိမ်းခဲ့ပါတယ်။စက်တင်ဘာ9ရက်မှာပဲပဲခူးဒေသကစစ်စခန်းတစ်ခုသိမ်းခဲ့ပါတယ်။ KNU ကအမျိုးသားညီညွတ်ရေးတိုင်ပင်ဆွေးနွေးကောင်စီမှာပါဝင်ခဲ့ပါတယ်။2020ခုနှစ်မှာပဒိုနာဒါဘိုမြတ်ကခွဲထွက်ပြီးကော့တူးလေတပ်မတော် KDLA ဖွဲ့ခဲ့ပါတယ်။ဒါကအတွင်းပဋိပက္ခတွေရှိနေကြောင်းပြပါတယ်။ဖွဲ့စည်းပုံနဲ့ခေါင်းဆောင်မှု KNU ရဲ့ဖွဲ့စည်းပုံကဒီမိုကရေစီစနစ်နဲ့ရွေးချယ်ပါတယ်။၄နှစ်တကြိမ်ကွန်ဂရက်မှာခေါင်းဆောင်တွေရွေးပါတယ်။ကွန်ဂရက်ဟာအမြင့်ဆုံးဥပဒေပြုအဖွဲ့ပါ။သမ္မတဒုတိယသမ္မတအထွေထွေအတွင်းရေးမှူးပူးတွဲအတွင်းရေးမှူးတွေဗဟိုအမှုဆောင်ကော်မတီ CEC ဗဟိုအမြဲတမ်းကော်မတီ CSC တွေရွေးချယ်ပါတယ်။ခရိုင်9ခုရှိပါတယ်။ခရိုင်ဥက္ကဋ္ဌတွေနဲ့တပ်မဟာမှူးတွေ CSC အဖွဲ့ဝင်ဖြစ်ပါတယ်
CEC မှာအဖွဲ့ဝင်17ယောက်ရှိပါတယ်ဌာန14ခုရှိပါတယ်ဥပမာစိုက်ပျိုးရေးမဟာမိတ်ရေးပညာရေးကျန်းမာရေးနိုင်ငံခြားရေးစတဲ့ဌာနတွေပါလက်ရှိခေါင်းဆောင်တွေမှာဥက္ကဋ္ဌပတို့စောခွေးထူးဝင်းဒုတိယပတို့စောဆဲကေအထွေထွေအတွင်းရေးမှူးပတို့ဒိုးမူပထမအတွင်းရေးမှူးပတို့စောတတော်ပွေဒုတိယပတို့စောလော့ထွန်းစတဲ့သူတွေပါဌာနခေါင်းဆောင်တွေမှာစိုက်ပျိုးရေးပတို့စောလေစီမဟာမိတ်ပတို့မားဟန်ညင်မောင်စသဖြင့်ရှိပါတယ်နိုင်ငံခြားရေးဌာနကနိုင်ငံတကာကိုယ်စားလှယ်တွေခန့်ပါတယ် KNLA ဟာ KNU ရဲ့စစ်ရေးအဖွဲ့ပါတပ်မဟာ9မဟာခွဲထားပါတယ်တပ်မဟာစီမှာခြေလင်းတရင်တွေနဲ့ KNDO တရင်တွေပါဝင်ပါတယ်ဥပမာတပ်မဟာတစ်ခုဒူးသာဟူခရိုင်မှာခြေလင်းတရင်1 2 3နဲ့ KNDO တရင်1ပါဝင်ပါတယ်တပ်မဟာ2တဝူခရိုင်မှာ4 5 6နဲ့ KNDO 2စသဖြင့်ရှိပါတယ်တပ်မဟာ3 4 5 6 9တွေမှာလည်းအလားတူပါအထူးတပ်ဖွဲ့ Special Force တခုလည်းရှိပါတယ်ကိုကဲအီမူမှာဗိုလ်ချုပ်စောကျော်နီနဲ့ဒုတိယဗိုလ်ချုပ်စောပေါ်ကျော်ဟေးပါဝင်ပါတယ်ဌာနချုပ်ဟောင်းမှာလေးဝမာနာဘလောပါဒါကဒေါနာတောင်တန်းနဲ့ဆက်နေပါတယ် KNLA ရဲ့ဖွဲ့စည်းပုံဟာခရိုင်တွေနဲ့ချိတ်ဆက်ထားပါတယ်ဒါကအကော်တူးလေဒေတာကိုထိန်ချုပ်နိုင်အောင်ကူညီပါတယ်အင်အားစုနဲ့လက်နက်ပစ္စည်းတွေ KNLA ရဲ့အင်အားခံမှန်းချက်တွေအရ1990မှာ11000 1980မှာ2000 2001မှာ13000 2006မှာ9000နီးပါးရှိခဲ့တယ်2021အစောပိုင်းမှာ15000လောက်ရှိပါတယ်လက်နက်တွေမှာ VNL စစ်ဘွဲခစ် M16 rifle တွေ AK47 တွေ RPG7 ဒုံးပစ်လောင်ချတွေ M203 နဲ့ M79 grenade pit launcher တွေမော်တာတွေပါပါတယ်အချို့တပ်သားတွေမှာဒုတိယကမ္ဘာစစ်ခေတ် M1 ကာဘိုင်တွေရှိပါတယ်မြန်မာစစ်တပ်ကနေတင်ရတဲ့လက်နက်တွေလည်းသုံးပါတယ်2024မတ်လမှာတရုတ်လုတ် HN5 ပခုံးပြင်ပစ်ဒုံးပြန်တွေ3နှစ်ကြောင်တွေ့ရပါတယ်ယူနီဖောင်းတွေမှာထိုင်းစစ်တပ်တစ်တော်ရုပ်ဖုံးယူနီဖောင်းနဲ့ဆင်တူပါတယ်နီးဗျူဟာတွေမှာဂျူရီလာနီးစနစ်တွေသုံးပါတယ်စစ်စခန်းတွေကိုကြော်လွှာနယ်မြေသိမ်းစီးနှင်းတိုက်ခိုက်မှုတွေလုပ်ပါတယ်အထူးတပ်ဖွဲ့နဲ့အထူးစစ်စင်ရေးတွေလုပ်ပါတယ်တမိုင်းတွေမြောက်ပိုင်းကိုချဲ့ခဲ့ပေမဲ့ထောက်ပံ့မှုချို့တဲ့ခဲ့ပါတယ်အရှေ့တောင်ပိုင်းကိုအားပြုခဲ့ပါတယ်နိုင်ငံရေးဩဇာနဲ့မဟာမိတ်တွေ KNU ရဲ့နိုင်ငံရေးရည်မှန်းချက်မှာကရင်လူမျိုးကိုပိုင်ပြဋ္ဌာန်းခွင့် Federal စနစ်ပါ1996ကနေခွဲထွက်ရေးအစား Federal ကိုဦးတည်ခဲ့ပါတယ်ပြစ်ခတ်ရက်စဲအတွက်အခြေအနေတွေမှာစစ်တပ်နိုင်ငံရေးကနေနှုတ်ထွက်ရာဇဝတ်မှုတွေအတွက်တရားစီရင် Federal Democracy ဖွဲ့စည်းပုံအသစ်လက်ခံပါဆောင်ပုံမှာ Give me liberty or give me death ပါအညိုသားတချင်းမှာ Dear our people ပါဘာသာရေးမှာခရစ်ယာန်နဲ့ဘူဂတ်ဘာသာပါပါတယ်မဟာမိတ်တွေမှာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ကရင်နနီတပ်မတော် KNPP KA ချင်းအမျိုးသားတပ်မတော် CNF CNA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် NMSP MNLA ရခိုင်တပ်မတော် ULA AA အမျိုးသားညီညွတ်ရေးအစိုးရ NUG တွေပါပါတယ်2010ကနေအခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်2021ကနေအာနာသိန်းစင်ချင်းတပ်ဖွဲ့တွေကိုလေ့ကျင့်ပြီးခဲ့ပါတယ်ရခိုင်တပ်မတော် AA တအန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တွေနဲ့ပူးပေါင်းခဲ့ပါတယ်ဒီမဟာမိတ်တွေကြောင့်စန့်ကျင်ဘက်တွေနယ်မြေရဲ့65%ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အတွင်းတင်းမာမှုတွေရှိပါတယ်ဥပမာ KIA နဲ့ TNLA ပဋိပက္ခ KNU အတွင်းခွဲထွက်မှုတွေပါလက်ရှိအခြေအနေနဲ့နောက်ဆုံးဖွံ့ဖြိုးမှုတွေ2025ဇူလိုင်မှာ KNU ကကရင်ပြည်နယ်ရဲ့61%နဲ့ထိုင်းမြန်မာနယ်စပ်ရဲ့3ပုံ1ပုံကိုထိန်းချုပ်ပါတယ်။ KNU ကတော့90%ဆိုပါတယ်။ဩဂုတ်လမှာမြန်မာစစ်အစိုးရက KNU ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပါတယ်။နိုဝင်ဘာမှာမော်ဒေါင်းကိုပြန်သိမ်းခဲ့ပါတယ်။နိုဝင်ဘာ21ရက်မှာ KNLA ကလိမ်လည်မှုစစ်ရုံးတစ်ခုကိုဝင်စီးခဲ့ပါတယ်။နိုင်ငံသား2000ကိုချုပ်နှောင်ပြီးထိုင်းအာဏာပိုင်တွေကိုလွှဲခဲ့ပါတယ်။ဒီလိုလုပ်ရက်တွေကနိုင်ငံတကာအကူအညီတောင်းခဲ့ပါတယ်။2025ဒီဇင်ဘာမှာကော်တူးလေးပြည်နယ်အစိုးရဖွဲ့ရည်အတွက်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ကော်တူးလေးတိုင်ပင်ဆွေးနွေးကောင်စီ KCC ကိုပါလီမန်စနစ်နဲ့ဖွဲ့ခဲ့ပါတယ်။
ဒီဇင်ဘာ2023ကနေမုံချစ်တိုဖာပုံလိုညွတ်တွေကိုတင်ခဲ့ပါတယ်2026 January 9ရက်မှာကော်တူးလေအစိုးရကကော်တူးလေသမ္မတနိုင်ငံတော်ကိုကြီးညာခဲ့ပါတယ်ဒါက KTLA ရဲ့ခွဲထွက်မှုနဲ့ဆက်ဆက်ပါတယ်ဒီကြီးညာချက်ကကရင်နိုင်ငံရေးမှာဆွေးနွေးမှုတွေဖြစ်စေခဲ့ပါတယ်Federal Democracy အတွက်ချင်းကပ်မှုတွေရှိနေပါတယ်စစ်တပ်နဲ့ဆက်ဆွေးနွေးကြမှုမရှိပါမင်းအွန်လိုင်းကိုရာဇဝတ်မှုအတွက်အခွင့်အရေးမပေးခြင်းပါပဋိပက္ခဆက်ရှိနေပါတယ်ဖေဖော်ဝါရီ2026မှာပဲခူးဒေသမှာစစ်တပ်ဆုတ်ခွာခဲ့ပါတယ်ကရင်နီတပ်မတော်နဲ့ချင်းတပ်မတော်တွေနဲ့ပူးပေါင်းခဲ့ပါတယ်ကော်တူးလေအစိုးရဖွဲ့ရေးက Federal Democracy ရဲ့အစပါဒါပေမဲ့ KNU နဲ့ KTLA ခွဲထွက်မှုတွေကခွဲနေကြောင်ပြပါတယ်။ KNU နဲ့ KNLA ကို KTLA နဲ့ပြန်ပူးဖို့လိုနေပါတယ်။စစ်တပ်ရဲ့တရားမဝင်တယန်ဇာရကုန်သွယ်မှုနဲ့နိုင်ငံခြားမဟာမိတ်တွေကိုစန့်ကျင်ကြံပါ။ချစ်တော်ပရိသတ်ကြီးဒီအစီအစဉ်မှာ KNU နဲ့ KNLA ရဲ့သမိုင်းဖွဲ့စည်းပုံအင်အားမဟာမိတ်တွေနဲ့လက်ရှိအခြေအနေကိုအသေးစိတ်ဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အရှိအကြဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အထိရပ်တည်နေပြီးကရင်လူမျိုးရဲ့အခွင့်အရေးကိုကာကွယ်နေပါတယ်။ပဋိပက္ခမှာအဓိကပါဝင်နေပေမဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလိုလားနေပါတယ်။မြန်မာနိုင်ငံရေးပြောင်းလဲမှုတွေအရအနာဂတ်မသေးကြပေမဲ့သူတို့ရဲ့အင်အားနဲ့ဩဇာဆက်ရှိနေမှာပါ။ဒီအစီအစဉ်ကိုနားထောင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။